ဘောလုံးသမားတချို့ဟာသူတို့ရဲ့မင်္ဂလာပွဲတွေမှာလူအများစုတစ်သက်လုံးသုံးဆွဲတာထက်ပိုသုံးဆွဲကြတယ်ဆိုတာသင်သိပါသလားဘောလုံးပွဲတွေထဲမှာအဈေးအကြီးဆုံးမင်္ဂလာပွဲ9ခုကိုဖော်ပြပေးလိုက်ပါတယ်9ခုကတော့ Kevin Prince Boateng ဒေါ်လာ3သန်းပါBoatengရဲ့စိန်ခံမင်္ဂလာပွဲမှာဒီဇိုင်နာဝတ်စုံတွေတီးသက်နေရာတွေနာမည်ကြီးဧည့်သည်နဲ့အဆင့်မြင့်လုံခြုံရေးတွေပါဝင်ပါတယ်ရိုးရှင်းပေမဲ့ကြော်ရှင်းပါတယ်4ခုကတော့ Mesut Ozil ဒေါ်လာ5သန်းပါEmin Kulshi နဲ့ Ozil ရဲ့မင်္ဂလာပွဲကိုကမ္ဘာခေါင်းဆောင်တွေနာမည်ကြီးတွေနဲ့ထိပ်တန်းဘောလုံးကျယ်ပွဲတွေတက်ရောက်ခဲ့ကြပါတယ်။တော်ဝင်မိသားစုဝင်တွေတက်ရောက်ကြပါတယ်။၃ခုကတော့ Lionel Messi ဒေါ်လာ9သန်းပါ။ Messi ရဲ့မင်္ဂလာပွဲကအာဂျင်တီးနားတစ်မြို့လုံးကိုပိတ်ပစ်ခဲ့ပါတယ်။စိန်ခံဟိုတယ်တွေတီးသက်လုံခြုံရေးနဲ့ဘောလုံးကန်တော်ဝင်တွေပြည့်နှက်နေတဲ့ဧည့်သည်စရင်တိတ်ဆိတ်ပေမဲ့ကြီးကျယ်ခံမှန်ပါတယ်။ထိပ်ဆုံးတစ်ခုကိုမဖော်ပြခင်ဘောလုံးအကြောင်းအရာတွေအတွက်နှစ်ချက်နှိပ်ပြီး share လုပ်ပြီး follow လုပ်ပါ။နှစ်ခုကတော့ Cristiano Ronaldoဒေါ်လာ10သန်းလို့ခံမှရပါတယ်။ CR7 ရဲ့စိန်ခံပွဲအခမ်းအနားမှာဧည့်သည်တွေအတွက်ကိုယ်ပိုင်ချက်လီရင်ဒီဇိုင်နာဖက်ရှင်ငါးကျေပွင့်နေရာတွေနဲ့အထက်တန်းစားလုံခြုံရေးတွေပါဝင်ပါတယ်။စူပါစတာလူမျိုးပုံစံစရင်ရဲ့ထိပ်ဆုံးမှာဒေါ်လာ30ကျော်တန်အစည်းအကြီးဆုံးမင်္ဂလာပွဲရှိတဲ့ဖော်လုံးသမားပါ။ဒီပွဲမှာနေရာအများပြားစိန်ခံရွှေ့လီတွေနာမည်ကြီးတွေရဲ့ဖြောပြပွဲတွေစိန်ရတနာတွေနဲ့အပြည့်အဝတီးတန့်ဖြစ်မှုတွေပါဝင်ပါတယ်။မှတ်ချက်မှာကစားသမားရဲ့နာမည်